ရှိသောအခါသမယဖြစ်ကြပါစေ။ခဏပတိသတင်းမီဒီယာမှာသမိုင်းကျွေးတင်ရင်ပြန်ဆက်ကြအပိုင်းနှစ်ကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။မြန်မာပြည်မှာငလျင်ကြောင့်လူတွေဆင်းရဲဒုက္ခရောက်ချိန်နဲ့တိုက်ဆိုင်သွားလို့အပိုင်းနှစ်ကိုဇက်တိုက်မတင်ပြခဲ့တာပါ။သို့တော့မပြောမပြီးမတိမမီဆိုသလိုဆိုရေးရှိကဆိုအပ်လှတဲ့အတွက်ကြောင့်ပြောဖို့တာဝန်ရှိနေပါတယ်။အခုအပိုင်းနှစ်မှာလဲဒေါက်တာယန်ဟီလီနဲ့ဒေါက်တာမီမီဝင်းဘတ်တို့ရဲ့အလွယ်အမှားမဟုတ်မမှန်ဆွဆွဲချက်တွေကြောင့်ရိုဟင်ဂျာတွေကိုထင်လွဲစေလူမျိုးရေးမုန်းတီးစေထိခိုက်နစ်နာစေတာတွေကိုဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ကျွန်တော်ပြောတဲ့အခါမှာအများကလက်ခံထားတဲ့မြန်မာသမိုင်းနဲ့ရခိုင်သမိုင်းတွေကိုပဲကိုးကားသွားမှာဖြစ်တယ်။ဒေါက်တာယန်ဟီလီကအင်္ဂလိပ်ရဲ့ရက်ဆက်ကြမ်းကြုတ်စွာအုပ်စိုးမှုကိုမကြိုက်လို့တိမခံနိုင်တော့ဘူးဆိုပြီးမြန်မာတွေကလွတ်လပ်ရေးကြိုးပမ်းခဲ့ကြတယ်။ဒါကလည်းမြန်မာသမိုင်းနဲ့ဝေးကွာလွန်လှပါတယ်။တကယ်တော့အဲ့ဒီအင်္ဂလိပ်ကနေပြီးမြန်မာပြည်ကိုသိမ်းတဲ့ကာလမြန်မာတွေရဲ့အသည့်ဘဝအတွေ့အကြုံနော်မြန်မာပါဝင်လူမျိုးစုငယ်တွေရဲ့အားလုံးရဲ့အသည့်နဲ့ဘဝအတွေ့အကြုံမှာအင်္ဂလိပ်အုပ်ချုပ်မှုတဲ့ပိုကောင်းတဲ့အုပ်ချုပ်ရေးကိုသူတို့သမိုင်းသူတို့ဘဝမှာတခါမှမကြုံခဲ့ဘူးတဲ့အတွက်ကြောင့်အင်္ဂလိပ်အုပ်ချုပ်တာကိုမြန်မာပါဝင်တိုင်းသားလူမျိုးငယ်လေးတွေကအားလုံးကလည်းအလွန်ကြိုက်ကြပါတယ်။တဦးစာမိုင်းဆိုတဲ့ပြည်သူတွေရဲ့အသက်ကိုသပင်ကအစဘယင်ကပိုင်တဲ့ဘယင်ခက်မှာဘယင်ကလှုပ်ချင်တာလှုပ်သိချင်တာသိတတ်ချင်တာတတ်ခွင့်ရှိတယ်ဆိုတဲ့ရက်ဆက်ကြမ်းကြုတ်လာတဲ့မြန်မာပြည်တွေရဲ့ဓာတ်မို့အုပ်ချုပ်ခံဘဝကနေပြီးတော့အင်္ဂလိပ်အုပ်ချုပ်တော့ဥပဒေကိုအများသိအောင်ပြဋ္ဌာန်းပြီးအဲ့ဒီဥပဒေတိုင်းအုပ်ချုပ်သူအင်္ဂလိပ်ကလည်းလိုက်နာတယ်ဆိုတာမျိုးကအဲ့ဒီခေတ်မြန်မာတွေအတွက်မကြုံစဘူးလောကနေဗံလို့တော့ပြောလို့ရတယ်။အဲ့ဒါကြောင့်အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်တိုင်းလဲမြန်မာပြည်တွေလက်အောက်ကလူမျိုးစုံတွေဟာအင်္ဂလိပ်ပိုင်တဲ့ထဲကိုအခွင့်အာဏာတိုင်းပြေးဝင်ခဲ့ကြတာကြီးပဲဖြစ်တယ်။သို့တော့မြန်မာလွတ်လပ်ရေးတိုက်ပွဲကကိုလိုနီစနစ်စန့်ကျင်လက်ဝဲတွေးခေါ်စတာလက်ဝဲလူငယ်တွေရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကိုအင်္ဂလိပ်လက်အောက်မှာသူတို့မကြုံစဘူးရနေတဲ့လူမျိုးရေးနိုင်ငံရေးဘဝစီးပွားရေးဘဝလွတ်လပ်မှုတွေကိုထိခိုက်မှာဆိုလို့အဲ့ဒီခေတ်ကမြန်မာတွေကလူငယ်တွေကိုအမပြေဘူးစန့်ကျင်ကြတယ်လွတ်လပ်ရေးတိုက်ပွဲတခင်ပေါက်စ1600လာတော့ပြောကြတယ်ရည်ကြတယ်အင်္ဂလိပ်ခေတ်ကအစိုးရကိုစန့်ကျင်တဲ့အတွက်ကြောင့်နိုင်ငံတော်ပုံကမှုက1600လာပဲကြတယ်ထောင်ထဲမှာ B class လို့ခေါ်တယ်နေ့စဉ်လက်ဖက်ရည်ကော်ဖီကိတ်မုတ်ပေါင်မှုထောပတ်တုတ်ထမင်းကျက်နဲ့ကြိုက်တဲ့ဟင်းမှာစားနေ့စဉ်သတင်းစာဖတ်ရေဒီယိုအချိန်ပြည့်နှာထောင်ဂရင်မွေရနဲ့အိတ်အဝိလျှော်သမားနဲ့မိဘူးကြအဝတ်ဝတ်ပြီးဇိမ်ကြအောင်နေရတဲ့အင်္ဂလိပ်အုပ်ချုပ်မှုအောက်ကနိုင်ငံတော်ပုံကမှုဖြစ်တယ်ကျွန်တော်တို့ကိုလူမျိုးချင်းအုပ်ချုပ်တဲ့ဂဏိနိုင်ငံတော်ပုံကမှုနဲ့လူငယ်တွေအထူးသဖြင့်နှိုင်းရှင်ကြည့်ကြစေခြင်းနဲ့အင်္ဂလိပ်ကိုလိုနီကောင်းတယ်လို့ပြောတာမဟုတ်ဘူးမြန်မာပြည်နေလို့သူ့ကိုပုံကန်တဲ့သူတွေကိုကားဆိုင်တင်ရင်ခွဲတခြင်းရှိုးမိရှို့တဲ့ရွာလုံးကျွတ်ဆွေးစင်80မျိုးစဉ်80တတ်တာမျိုးမလုပ်ဖ ೇನೆ ထောင်ထဲမှာဇိမ်ကြထားတဲ့လူကိုလူတန်ဖိုးထားတာမျိုးကမြန်မာသမိုင်းမှာမရှိခဲ့ဘူးဆိုတာကိုအချက်လက်ရအထူးသဖြင့်လူငယ်တွေသိအောင်ကျွန်တော်ပြောပြတာဖြစ်တယ်အဲဒါကြောင့်လေဒီဝင်းကြီးချုပ်ဟောင်းဦးနုကအခုလိုဆက်အာဏာရှင်တွေကငါတို့ပြည်သူတွေကိုနှိပ်စက်ပြီးတိုင်းပြည်ကိုဖျက်ဆီးခဲ့မှမှအစကသိခဲ့ရင်တဲ့အင်္ဂလိပ်ကိုမတော်လှန်ခဲ့ပါဘူးလို့ရင်နာနဲ့ပြောခဲ့ဘူးတာပေါ့နော်ဆိုတော့ညာဟင်းရဲ့ပြောကြားချက်ကိုပြန်သွားမယ်ဆိုတော့သူဒီမြန်မာလွတ်လပ်ရေးတိုက်ပွဲမှာနောက်ပိုင်းမှာလူငယ်တွေရဲ့ပညာပေးစည်းရုံးမှုကြောင့်ပေါ့နော်မြန်မာတွေလွတ်လပ်ရေးရလို့စိတ်မြင့်လာတယ်အင်္ဂလိပ်အင်ပါယာလည်းချိနဲ့လာတယ်ဝင်ရိုးစွန်းနိုင်ငံဖြစ်တဲ့ဂျာမနီဂျပန်အီတလီတွေအင်အားကြီးမားလာမှုနဲ့တိုက်ဆိုင်ပြီးတော့တကဘာလုံးမှာနေချက်အင်ပါယာပြိုသွားတာပေါ့နော်လွတ်လပ်တဲ့နိုင်ငံတွေပေါ်ထွန်းလာတဲ့အပြောင်းလဲကြောင့်မြန်မာနိုင်ငံလွတ်လပ်ရေးရတာဖြစ်တယ်မြန်မာပြည်သူတွေကအင်္ဂလိပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုအောက်ကလွတ်မြောက်လို့လေဆိုတော့ဒါ narrative ကကျွန်တော်တို့ပုံမြင်ပေါ့ဗျာလူမျိုးတိုင်းမှာတော့ဒီလိုပုံမြင်နေရှိတာပေါ့ဆိုတော့ပုံမြင်ကတော့နားထောင်လို့ကောင်းအောင်ပြောတာပေါ့ဒါပေမဲ့လက်တွေ့အဖြစ်ကတော့အဲ့လိုမဟုတ်ဘူးပေါ့နော်နောက်ပြီးယာယီလီဆက်ပြောသွားတာကမြန်မာလွတ်လပ်ရေးတိုက်ပွဲအတွက်အရေးပါသောခေါင်းဆောင်၃ဦး
ဗိုလ်ချုပ်အောင်ဆန်းဦးနုနဲ့ဗိုလ်ချုပ်နေဝင်းတို့ပေါ်လာတယ်ဒီပုဂ္ဂိုလ်သုံးခုကတိုင်ပင်ပြီးတော့ဂျပန်ကိုကူညီတောင်းတယ်တော်တော်လေးကိုလွဲပါတယ်နော်ဒါလည်းသူ့မိကွန်းတွေကိုအဟုတ်ထင်ပြီးကိုးကားနေတဲ့လူတွေကိုအမြင်မှန်ရအောင်ကျွန်တော်ရှင်းပြတယ်နော်ဘာလို့အခုခေတ်လူငယ်တွေကတမိုင်းနဲ့တော်တော်လေးကွင်းဆက်ပြတ်ကုန်ကြပြီနော်ဆိုတော့ဘိုးချုပ်အဲ့တော့ဒီနေရာမှာဂျပန်လွတ်လိုက်ဂျပန်ကိုဆက်သွယ်တဲ့ကိစ္စကဘိုးချုပ်သူတို့တောင်းဦးထဲမှာဘိုးချုပ်အောင်ဆန်းတူပဲမှန်တယ်ဂျာနဲ့တူကဟိုတဲ့ဦးနုဆိုရင်ဒုတိယဆင့်ခေါင်းဆောင်တော့မဝင်ဘူးဘိုးချုပ်အောင်ဆန်းနဲ့တန်းတူထားဖို့အသာထားဗိုလ်ချုပ်နေဝင်းဆိုရင်ခေါင်းဆောင်ချင်းမှာတော့မပါဘူးเนาะဆိုတော့ဒီဒိုဗမာအစည်းအရုံးရဲ့ခေါင်းဆောင်လည်းဖြစ်တယ်ဒိုဗမာအစည်းအရုံးမှာလည်းထွေထွေတွင်းမှုဖြစ်တယ်ဗမာပြည်ကွန်မြူနစ်ပါတီမှာလည်းထွေထွေတွင်းမှုလုပ်ခဲ့တဲ့ဒီတခင်အောင်ဆန်းကသူကအမှားသူကွန်မြူနစ်ဝါဒအဲ့ဒီတော့လက်ဝဲရိမ့်တဲ့လူတွေကလွတ်လပ်ရေးအတွက်ကလက်ဝဲယူဆကသာလျင်ကိုလိုနီစန့်ကျင်တက်ပွဲကိုဖေးတာကိုဒါကျွန်တော်တို့လည်းဒီလက်ဝဲစာပေးတယ်အနုပနိလောမတို့ပါတို့ရောဝါဒတို့ပါကျွန်တော်တို့လည်းအများကြီးဖတ်ခဲ့တာထားပါလို့ဆိုတော့အဲ့ဒီကနေပြီးတော့သူကမော်စီတုံးကိုဆက်သွယ်ဖို့တရုတ်ပြည်ကွန်မြူနစ်ပါတီကိုဆက်သွယ်ဖို့တွားတာပေါ့အဲ့မှာအဆင်မပြေဘူးအဆင်မပြေရင်းနဲ့နောက်ဂျပန်ကနေပြီးတော့လာစားတာပေါ့နော်ဂျပန်တော့ဘိုးကျောင်းဆန်းတော့လည်းဒုက္ခရောက်နေတော့ဘဲမှလည်းတွားများတော့ဂျပန်နဲ့အဆက်အသွယ်ရပြီးတော့သူတို့ဂျပန်မင်းတို့လွတ်လပ်ရေးအတွက်စစ်ပညာသင်ပေးမယ်ဆိုတော့သူကဗမာပြည်ကိုပြန်လာပြီးတော့ဒီရုပ်ဖြတ်ပြီးပြန်လာပြီးတော့သူကလူစုတော့တို့မှာစီအောင်မှာကနှစ်ချမ်းကွဲနေတော့ဗောနော်ဒီတကယ်ကိုရောမိုင်းတို့ဘိုးကျောင်းအောင်ဆန်းတို့ဘိုးလက်ရတို့ဘာတို့ကသူကတို့မှာစီအောင်ရဲ့အချမ်းတစ်ချမ်းပေါ့နောက်ဒီတခင်ထုံးအုပ်တို့အုပ်စုကတို့မှာစီအောင်တစ်ချမ်းပေါ့နှစ်ချမ်းကွဲနေတော့နောက်သခင်မြရဲ့ socialist party ဆိုတာလည်းရှိတော့ဆိုဒီပါတီအစုအဖွဲ့၃ခုကနေပြီးတော့ဒါဗမာလွတ်လပ်ရေးအတွက်စစ်ပညာသင်ဖို့ဘိုးတွေရွေးမယ်ဆိုတော့အဲ့ဒီကအုပ်စု၃ခုကိုမျှပြီးယူတာပေါ့မျှပြီးယူတဲ့အခါမှာသခင်ထုံးအုပ်စုမှာယာထားတဲ့လူတယောက်ကတင်မောထွက်ခါဒီအထိမလာနိုင်တဲ့အတွက်ကြောင့်သူသခင်ထုံးရဲ့အုပ်စုကအကောင်းဆောင်တစ်ခုဖြစ်တဲ့သခင်ကြီးကသူ့တူကိုဖြစ်တဲ့ဒီဗိုလ်ချုပ်နေဝင်းကိုသူထည့်လိုက်တာပေါ့ဒါတိုင်းပြည်ကကန်ဆိုးခြင်းလို့ပဲပေါ့ဗျာဘိုးချုပ်နေဝင်ကမထင်မှတ်ပဲနဲ့ရဲဘော်သုံးချက်ဝင်ဖြစ်သွားတာပေါ့ဆိုတော့ခုနဒေါက်တာရဟိန်းကြီးပြောသလိုဦးနုနဲ့ဘိုးချုပ်အောင်ဆန်းနဲ့ဘိုးချုပ်နေဝင်နဲ့တိုင်ပင်ပြီးတော့လှုပ်တယ်ဆိုတော့ဂျပန်အကူကြီးတောင်းတယ်ဆိုတော့မမှန်ပါဘူးเนาะဒါသူ့ကိုပြစ်တင်တာမဟုတ်ဘူးလေဒါသူပြောသူ့အနေနဲ့လည်းပြေဆုံးမြန်မာသမိုင်းကိုမသိနိုင်ဘူးဆိုတော့ကျွန်တော်တို့နားလည်တယ်ပေါ့เนาะဒါပေမဲ့ဒီမှားနေတာတွေကိုတော့လူငယ်တွေသိအောင်ပေါ့เนาะအထူးသဖြင့်လူငယ်တွေသိအောင်ပြောတာပေါ့ဆိုတော့နောက်တစ်ခါသူကဆက်ပြောသွားတော့အင်္ဂလိပ်ကိုတဲ့ဂျပန်နဲ့ပေါင်းပြီးပြန်တိုက်တဲ့အခါမှာတဲ့အင်္ဂလိပ်ဘက်ကတိုက်ပေးသူတွေကတဲ့ရိုဟင်ဂျာတွေဖြစ်တယ်ဒါတော့မှเนาะအဲ့ဒီကာလတော့ဒီအင်္ဂလိပ်ဘက်ကရက်တဲ့လူတွေကရိုဟင်ဂျာတွေဖြစ်တယ်ဘက်စစ်ဂျပန်ဘက်ကရက်တဲ့လူတွေကရခိုင်တွေဖြစ်တယ်ပေါ့เนาะဒါနောက်တစ်ခါဒီအင်္ဂလိပ်ပြန်ဝင်တော့လဲအင်္ဂလိပ်ကဒီကျွန်တော်တို့ဂျပန်ဒေါ်လာရေးဖက်စစ်ဒေါ်လာရေး1945မတ်လ29အမှအဲ့ဒီမတိုင်က2နှစ်လောက်တည်းကရခိုင်မှာသူကအိန္ဒိယအင်္ဂလိပ်တက်ကရခိုင်ကိုစပြီးထိုးစစ်ဆင်တာပေါ့ဆိုတော့ရိုဟင်ဂျာတွေကချက်လဲရပြောရရင်တော့မြန်မာဒီဖက်စစ်စန့်ကျင်ရေးကိုပထမဆုံးစန့်ကျင်တဲ့နဖူးတွေစန့်ကျင်ပါဝင်တဲ့လူတွေဖြစ်တယ်ပေါ့နော်နောက်ပိုင်းမှာတော့ခုနကချင်တို့ချင်းတို့ပါတော့ကော်ရခါတို့ပါတော့ဗောနော်ကရင်တို့ဒါတွေကတော့နောက်ပိုင်းပါလာတာဗောနော်ဆိုတော့ဒီ1945မတ်လ29ဆိုတာကမန်းလေးတွေပါကြာပြီးတော့ပြီလားဂျပန်ကလည်းပြေးဖို့ပြင်နေပြီဗျာအဲ့ဒီချိန်ကျမှတော်လာရေးစဖြစ်တာဗောနော်ဆိုတော့ဒါလေးကအချက်လည်းကိုကျွန်တော်ပြောတာဆိုတော့နောက်တစ်ခါသူကဆက်ပြောတော့အင်္ဂလိပ်ကိုတွန်းလှန်တဲ့ဒီတိုက်ပွဲမှာလည်းမြန်မာတပ်မတော်ကနိုင်သွားတယ်ဗောနော်ဒါကလည်းအင်္ဂလိပ်ကnature British Empire ကြီးအမှန်ချင်းနေတယ်လေချင်းနေတော့ဒီfacts ဝင်ရိုးရနိုင်ငံတွေလို့ခေါ်တော့ axis လို့ခေါ်တာပေါ့ဒီနိုင်ငံတွေကနေပြီးတော့ဒီဂျပန်နဲ့အီတလီနဲ့ဂျာမနီတို့ကသူတို့ဆင်အားကြီးလာပြီးတော့တပြိုင်နက်ထိုးစစ်ဆင်နေဟိုဘက်ကလည်းအင်အားနဲ့နေတဲ့အတွက်ကြောင့်ဒီဂျပန်ကဒီအာရှမှာသူကဝင်ရိုးရနိုင်ငံဝင်တစ်ခုဆိုတော့
ဥရောပမှာအီတလီနဲ့ဂျာမနီပေါ့နော်ဆိုတော့ဂျပန်ကအာရှကိုသိမ်းတာပေါ့သိမ်းတော့ဒီဟာကမြန်မာတပ်မတော်ကစစ်ကြောင်းမြန်မာပြည်တော့ထိုးစစ်ဆင်တော့မြန်မာတပ်မတော်စစ်ကြောင်း2ကြောင်းပါတာပေါ့ဒီစစ်ကြောင်း2ကြောင်းပါတော့မြန်မာပြည်အားတက်တာပေါ့မြန်မာပြည်ရှိအကူအညီရတာပေါ့မြန်မာပြည်ပူပေါင်းပေါင်းမှုရတော့ပို့လွယ်တာပေါ့နော်ဂျပန်သိမ်းတော့ဂျပန်သိမ်းလို့ပို့လွယ်တာပေါ့ဒါပေမဲ့ခုနတော့ယာဟီလီပြောသလိုပေါ့နော်အင်္ဂလိပ်ကိုတွန်းလာတဲ့ဒီတိုက်ပေါ်မှာမြန်မာတပ်မတော်ကနိုင်သွားတယ်လို့မြန်မာသမိုင်းဆရာလည်းမယူကမ္ဘာသမိုင်းဆရာလည်းမယူဘူးနော်ဘာလို့ဆိုတော့မြန်မာတပ်မတော်ကအင်္ဂလိပ်ကိုနိုင်အောင်တိုက်နေတာမှမဟုတ်တာနော်ဆိုတော့ဒါလည်းအချက်လေးရသူသိမသိတာပေါ့နော်ဆိုတော့တခါသူဆက်ပြောသွားတာကအဒီညာတော့တော်ဆိုးတယ်ဗျငကိုကမသိမြတ်တဲ့လူမျိုးစုနှစ်ခုဟာတဲ့ဂျပန်ရောက်လာတော့ရိုဟင်ဂျာတွေကရခိုင်လူမျိုး2000ကိုအစိုးလိုက်ပြုံလိုက်တတ်ခဲ့တယ်တော်တော်လွဲနေတယ်နော်ရိုဟင်ဂျာကအင်္ဂလိပ်ဘက်ကရက်တယ်ဒါလူတိုင်းသိတယ်ဟိုအစောပိုင်းပေါ့နော်ဟိုဒီရခိုင်ကဂျပန်ဘက်ကနေပြီးတော့ရက်တယ်ပေါ့နော်ဆိုတော့ဂျပန်ရောက်လာတော့ဘယ်သူကအပေါ်စီးဖြစ်မလဲဂျပန်ဘက်ကရတဲ့ရခိုင်ကအပေါ်စီးဖြစ်မှာပေါ့ဥမာသူပြောတဲ့စကား logic အရပြောမယ်ဆိုရင်ဆိုတော့ဂျပန်တက်လာတော့မှဟိုအားနေတဲ့လူဝင်ဂျာတွေကအားကြီးတဲ့လူဝင်ဂျာတွေကိုရခိုင်လူမျိုး2000ကိုအစုလိုက်ပြုံလိုက်တတ်လိုက်တယ်ဆိုတော့ဆိုက तू ကမိုးပြောကြိုးပြောဖြစ်နေတယ်လေဟိုတဘာဝယုတ်တိလည်းမရှိဘူးပေါ့နော်ဆိုတော့နောက်တစ်ခါ तू ပြောတဲ့ပုံစံကဒီရိုဟင်ဂျာတွေကကျွန်တော် site ကိုစပြီးကျူးလွန်နေဆိုတဲ့ဟောဒီနေ့ဖြစ်ရခြင်းမြစ်ဖျားကရိုဟင်ဂျာတွေကဂျပန်ခေတ်ကရခိုင်တွေကိုကျွန်တော် site လုပ်ခဲ့တယ်ဆိုတဲ့ narrative ပေါ့နော်ဒါကဟိုအင်မတန်ပေါ့နော်ပြောင်းပြန်ကြီးကိုလွဲမှားနေတာပေါ့ဆိုတော့ဒီဟာကိုဒေါက်တာယာဟီလီအနေနဲ့ full responsibility ယူဖို့လိုတယ်ဖြည့်ရှင်းချက်ပေးဖို့လိုတယ်ဒီရိုဟင်ဂျာတွေကိုမလွဲမသွေတောင်းပန်ဖို့လိုတယ်เนาะဆိုတော့တကယ်တော့ဟိုအေးရအင်အားမကောင်းရင်တော့လေဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရိုဟင်ဂျာတွေကိုပြည်ရင်းပြပအင်တာဗျူးတွေမှာရိုဟင်ဂျာလို့သူခေါ်တာပဲเนาะနောက်သူအစင်အားလည်းကြီးလာရောဘင်္ဂါလီကိုဘင်္ဂါလီဖြစ်လို့ဘင်္ဂါလီခေါ်တာဘာဖြစ်လဲသူချက်ချင်းပြောင်းသွားတာပေါ့နော်ဒါကြောင့်ဒီကုလသမဂ္ဂအရာရှိPaul Greening ကသူကဘာပြောလဲဆိုတော့ဘင်္ဂါလီလူမျိုးကိုဘင်္ဂါလီလို့ခေါ်တာပြဿနာမရှိဘူးတဲ့နော်ဒါပေမဲ့မြန်မာပြည်မှာရိုဟင်ဂျာကိုဘင်္ဂါလီလို့ခေါ်တာကလူမျိုးမုန်းတီးဖို့လှုံ့ဆော်တာဖြစ်သွားတယ်အဲထွန်းမြတ်နေအောင်ဗိုလ်ချုပ်ထွန်းမြတ်နေအောင်သတိပေးတာပေါ့နော်ဆိုတော့နောက်အဲ့ဒီဗိုလ်ချုပ်ထွန်းမြတ်နေကိုယ်တိုင်ကလည်းဒီကနရန်ဟီလီလိုပဲပေါ့နော် AR နဲ့အင်တာဗျူးမှာဒီအဲ့ဒီရှင်မှာဘူးတိတောင်တို့ဘာတော့မှဟိုမောင်းထုတ်နေပြီးတတ်နေပြီးရိုဟင်ဂျာတွေတုံးယုံသိနေပြီးကုလသမဂ္ဂရဲ့အစီရင်ခံစာတွေမှာလည်းဒီနေရာ၄နေရာလောက်မှာရိုဟင်ဂျာတွေကိုအစုလိုက်ပြုံလိုက်AAတွေကခေါင်းဖြတ်တတ်တာတွေဖြစ်နေပြီးလူရာရက်တာတွေလည်းဖြစ်နေပြီးဟိုမှာခင်ဗျားတို့အတန်ဖိုင်တစ်ခုလည်းကြားဘူးတယ်ဗျရခိုင်စစ်သားတယောက်ကသူ့ညီမနဲ့စကားပြောတဲ့အတန်ဖိုင်ငါတတ်တဲ့ကလားတွေရေးလို့တော့မရဘူးဆိုတဲ့အနေထားတွေဒီလိုအနေထားတွေဖြစ်နေတဲ့အချိန်မှာ तू ကလူမျိုးမုန်းတီးမှုကိုရှော့ချရမယ်လူမျိုးကြားချင်းကြားညီညွတ်မှုကို तू ကတိဆောက်ပေးရမှာပေါ့နော်ဘာလို့ဆို तू တောင်းဝင်ရှိတာပေါ့ဒါပေမဲ့ तू အဲ့လိုပြောမဲ့ဆိုအဲ့ဒီအချိန်မှာ तू ကဘာပြောလဲဆိုတော့ဒီငါတို့ဘိုးဘေးတွေသူတို့တွေဘိုးဘေးတွေကတတ်ခဲ့တယ်ပေါ့ genocide လုပ်ခဲ့တယ်ဆိုတော့ तू အဲ့ဒီတိုင်းပြောတယ်အဲ့ဒီကာလဆိုတော့မြေပြင်မှာတတ်နေတဲ့ရခိုင်တွေကဒီစကားကြားတဲ့အခါပိုးတော်သားထွက်မှာပေါ့သူတို့အားပေးလိုက်တယ်ဖြစ်သွားတာပေါ့နော်ဆိုတော့ဒါတွေကဆိုတော့တမိုင်းကတော်တော်လွဲနေပြီเนาะဒါကြောင့်ကျွန်တော်ရခိုင်ပြောတဲ့တမိုင်းကိုပဲကျွန်တော်ပြောမယ်ဆိုတော့ဘယ်သူက genocide စလုပ်တာလဲဘယ်သူက genocide ခံရတာလဲဆိုတော့ကျွန်တော်ပြောပြမယ်1942မှာဂျပန်တက်တယ်အင်္ဂလိပ်ကပြေတော့ဒီအိန္ဒိယတွေကအင်္ဂလိပ်ရဲ့အလွန်တွေလေကသူအင်္ဂလိပ်အိန္ဒိယကနေပြီးဒီကိုလာကြတာဟုတ်အဲ့ဒီအချိန်မှာဟိုခင်ဗျားတို့သိအောင်ပြောရလို့ရှင်လွတ်လပ်ရေးမရခင်1938ပေါ့လွတ်လပ်ရေးမရခင်10နှစ်အထိဟာမြန်မာကအိန္ဒိယအစိုးရရဲ့လက်အောက်တော့ British Empire ရဲ့လက်အောက်မှာအိန္ဒိယအစိုးရရှိတယ်အိန္ဒိယတိုင်းပြည်ရှိတယ်အိန္ဒိယတိုင်းပြည်မှာပြည်နယ်တွေရှိတယ်ဗမာကပြည်နယ်တစ်ခုဖြစ်တယ်ဆိုတော့အိန္ဒိယနိုင်ငံသားတွေကဗမာပြည်ဓာတ်မရှိတကားမရှိလာတာပေါ့လာပြီးစီးပွားရှာကြတာပေါ့နော်
ဆိုတော့အဲ့ဒါကြောင့်လဲစီးပွားရေးတိုးတက်မှုတွေလည်းရှိတယ်လူမှုရေးပေါ်တိုင်မှုတွေလည်းရှိတယ်ဆိုတာတွေလည်းရှိတယ်ဒါထားပေါ့နော်ဂျပန်တက်လာတော့အိန္ဒိယသားတွေထွက်ပြေးတာပေါ့နော်သူတို့စိုးရိမ်တာပေါ့ထွက်ပြေးတော့တတ်နိုင်တဲ့လူတွေကတော့တင်မောတွေလေမြန်နေနဲ့ပြေးကြတော့မတတ်နိုင်တဲ့လူတွေကြတော့ဆင်းရဲလက်လုံလက်သမန်လက်လုံလက်စားတွေအလေလက်တန်းစားတွေကြတော့အဲ့ဒါလက်လန်းမမီတော့သူတို့ကကုန်းချောင်းကပြေးတယ်ကုန်းချောင်းကပြေးတဲ့ခါကျတော့အန်းတောင်ကြားလန်းတို့ဘာတို့ပေါ့နော်အဲ့ဒီကနေပြီးတော့သူတို့တောင်ကုတ်တောင်ကြားလန်းတို့အဲ့ဒါတွေကနေသူတို့ရခိုင်ဘက်ကကြော်ပြီးတော့အိန္ဒိယကိုပြေးတဲ့ခါမှာသူတို့လက်ထဲမှာသူတို့ဘာပါလာမလဲဗျာခင်ထွက်ပြေးရင်ဘာပါမလဲဗျာဟုတ်မလားထွက်ပြေးရင်ရွှေလေးငွေလေးကတော့သူတို့စုစည်းပြီးပါလာတာပေါ့နော်ဆိုတော့ရခိုင်ဒေသရောက်တဲ့ခါကျတော့ဒီမွတ်စလင်တွေအိမ်မှာသူတို့ဦးစားပေးပြီးတဲတာပေါ့ဆိုရိုဟင်ဂျာတွေအိမ်မှာတဲတာပေါ့တဲရိုဟင်ဂျာတွေလည်းကျွေးမွေးပြီးတော့ကိုညီပေးတာပေါ့ပြီးတော့ထွက်သွားတော့လမ်းမှာခဏခဏအသက်ခံရတာဖြစ်လာတယ်ပေါ့နော်ပစ္စည်းတွေလူခံရတယ်အသက်ခံရတယ်နော်နောက်သူတို့ရှိမှလာတဲနေတဲ့အချိန်မှာလာပြီးလေးလာစုံစမ်းနေပဲလမ်းကြောင်းသွားမလဲဆိုတာသိတယ်ဆိုတော့ဒီဟာတွေဖြစ်လာတယ်များလာတော့ရိုဟင်ဂျာတွေကနေတော့ဒါမလုပ်နဲ့ဒါတွေကမကောင်းပါဘူးဘာလို့ခင်ဗျားတို့ဒီလိုလုပ်တယ်လဲအဲ့ဒီမှာမှဒီပောက်ကွဲမှုတွေအရှင်းများမှုတွေဖြစ်လာပြီးတော့မြေပုံမင်းပြကြောက်တော့ဘက်ကစပြီးမထူးကွာဒီကလားတွေကလည်းဟိုကလားတွေနဲ့အတူတူပဲမထားနဲ့အကုန်ရှင်းပြတ်ရှင်းဆိုပြီးတော့ရိုဟင်ဂျာတပ်ပွဲအဲ့ဒီအစားအဲ့ဒီအကြောင်းပြချက်နဲ့စားနော်ဒေါက်တာအေးချမ်းနဲ့ကျွန်တော်အရင်တော့ဖုံးမကြခဏပြောတယ်သူအရှင်ရလာရင်နိုင်တဲ့ကြောင်ပြောတယ်ဒါသူစိတ်မစိုးအောင်မနေဘူးစကားဖြတ်ယူရတယ်ပေါ့နော်သူတစ်ခါပါလွတ်ခနဲ့ပါပြောသွားလဲသိတယ်ကိုအောင်နေရေးတဲ့ကျွန်တော်တို့ဘက်မှာလည်းအပြစ်မကင်းတာရှိနေတယ်တဲ့ဒီရိုဟင်ဂျာတွေကကိုယ်ပေါ်ရဘာသာပဲကွဲပြားတာတို့လိုနေတယ်တို့လိုဝတ်တယ်တို့လိုစားတယ်တို့စကားကိုပဲပြောပြီးချစ်ချစ်ခင်ခင်နေလာတာနှစ်ပေါင်းများစွာရှိနေပြီကွာသူတို့ကိုမတတ်ပါနဲ့လို့ရခိုင်လူကြီးတွေကအတန်တန်တားလည်းမရဘူးကလားဆိုတူတူပဲအကုန်ခုတ်အကုန်ရှင်းအိမ်တွေတက်ပြီးခုတ်ရွာတွေကအပြတ်ရှင်းအိုးအိမ်ပစ္စည်းတွေတိမ်ပြီးတော့မောင်းထုတ်တာတွေမောင်းထွက်ပြေးတဲ့လူလည်းထွက်ပြေးမသိလို့ရှင်လည်းထွက်ပြေးနေအဲ့ဒီဒေါက်တာအေးချမ်းကိုယ်တိုင်ကျွန်တော်ဝန်ခံခဲ့တာပါเนาะဒါကဒီဘုံပေါက်တာကျော်နဲ့ဦးမြစိန်ထုံးတို့ရဲ့အထောက်ထားတွေကျွန်တော်ဆက်ပြောသွားမယ်เนาะဆိုတော့ဒီရခိုင်ကစခဲ့တယ်ဒါကျွန်တော်ဒီနေ့ရခိုင်ကိုပြစ်တင်တာမဟုတ်ဘူးเนาะဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပေါ့เนาะသူတို့ရဲ့ဘိုးဘေးတွေကငါတို့ဘိုးဘေးတွေတတ်ခဲ့တကယ်လို့ရိုဟင်ဂျာရဲ့ဘိုးဘေးတွေကဒီနေ့ရခိုင်တွေရဲ့ဘိုးဘေးကိုတတ်ခဲ့ရင်တော့မှဒီနေ့ရခိုင်နဲ့ဒီနေ့ရိုဟင်ဂျာတွေမှာဘာတောင်းဝင်ရှိမလဲဗျာဟုတ်တော့မလားကျွန်တော်တို့ဒီခေါင်းဆောင်တွေကဟာမင်းတို့ရှေးတုန်းကမင်းတို့ဘိုးဘေးတွေကငါတို့တတ်ခဲ့လို့ငါတို့ကမင်းတို့အခုတတ်မယ်ဆိုတာဒါကလောကနိယာမတရားနဲ့အင်တန်ဆန့်ကျင်ဖောက်ပြန်တယ်လေဗျာနော်ဒီလိုမဟုတ်သေးဘူးလေခုနကလုံဦးစောဘုရားအောင်ဆန်းသားလို့သူတာမြေးတွေတတ်မယ်ဒီလိုမဟုတ်ဘူးလေဒါကအင်တန်ကိုအမုန်းစိတ်ပြင်းထန်မှုပြတယ်ပေါ့နော်ဆိုတော့ဒီမှာဒီရိုဟင်ဂျာ9000ကျော်တက်ခံပြီးတော့ရခိုင်ရိုဟင်ဂျာတွေဘက်ကတုံ့ပြန်လို့ရခိုင်4000တေရတယ်ဆိုတော့ရခိုင်ထောက်ထားနေကျွန်တော်ပြောမယ်နော်ဘုံပေါက်တာကျော်ရဲ့တော်လိုင်းခီးဝယ်စာမျက်နှာ23မှာမင်းပြားပိုတဲ့တွင်နဲ့ဦးသိန်းကျော်ဦးမောင်ကျော်ရအပါဝင်သူတို့ကောင်းဆောင်များနဲ့ကျွန်တော်တို့ဗြိတိရှနယ်ရှယ်တိုက်ဖြတ်ရေးနဲ့လွတ်လပ်ရေးလမ်းစဉ်ကိုအခြေခံပြီးဆွေးနွေးကြတယ်။2ရက်3ရက်စသဖြင့်အထက်အလီလီဆွေးနွေးကြတယ်။ကလား200ကိုတူးရဲတက်ခဲ့ပြီးကလား300ကိုတူးရဲတက်ခဲ့ပြီးဆိုပြီးဂုံတုဂုံမြန်အသားယူနေခဲ့သောဦးသိန်းကျော်တို့နှင့်ပါလာသောတပ်ပိုတပ်သားတို့ကိုလည်းကျွန်တော်တို့ကဗြိတိရှနယ်ရှယ်တိုက်ဖြတ်ရေးနဲ့လွတ်လပ်ရေးနိုင်ငံရေးတရားများကိုဟောပြောပြသည်ဒါဘုံပေါက်တာကြောင့်အထင်ကြီးရခိုင်နိုင်ငံရေးခေါင်းဆောင်ဝန်ခံပြီးရေးထားတဲ့အချက်လေနော်ဆိုတော့နောက်တစ်ခါခင်ဗျားတို့ပြောကြုံလုံးကျွန်တော်ဆက်ပြောဒါကလည်းဆာမျက်23ပေါ့နော်ဟိုဆာမျက်24မှာဗာပြောသွားလဲဆိုတော့ခင်ဗျားတို့လူများစုကထင်တာဟိုရိုဟင်ဂျာတွေကလက်ကူလီတွေစာမတတ်ဘူးပေါ့နော်တို့ငါတို့ရခိုင်တွေကအင်တန်ချမ်းသာတယ်ပေါ့လက်မြေပိုင်ရှင်တွေပေါ့ငါတို့ရှိမှငါတို့အလုတ်သမားလာလုပ်တဲ့အလုတ်သမားတွေပေါ့ငါတို့ပတ်စံပေးပြီးခိုင်းတဲ့ကောင်တွေပေါ့ငါတို့ခိုင်းခံပုံမြင်နေဖြစ်နော်အမှားအဲ့ဒါအချက်လည်းမဟုတ်ဘူးဗျဆိုတော့ဒီအဲ့ဒါရဲ့တစ်ဆက်တဲ့ဆာမင်းနဲ့24မှာဘုံပေါက်တာကျော်ဗာရေးထားလဲသိလားလက်ရှိဗြိတိရှနယ်ရှယ်စံကြီးလှုပ်ရှားမှုတွေလည်းကလားဒနာရှင်မြေရှင်ကြီးတို့သည်အစင်လာအပြင်ဗြိတိရှနယ်ရှယ်အရာရှိများနှင့်အင်္ဂလိပ်တို့ဤမြောက်ပင့်ပေးချက်အရမျိုးချစ်ကျော်ဦးတို့ကအိန္ဒိယကိုမီလာထောင်သို့ပို့ခဲ့သည်က
လားဒနာရှင်မြေရှင်ကြီးများသည်နော်အဲ့တော့ရခိုင်သမိုင်းမှာရခိုင်လဲရှင်မြေရှင်အုတ်ချုပ်ရည်မှုဘယ်နှယောက်ရှိလဲမရှိဘူးလို့ကျွန်တော်မပြောခင်ဗျားတို့ထုတ်ပြကျွန်တော်ဘက်ကလည်းရခိုင်နဲ့မနဲတဲ့ရိုဟင်ဂျာမြေရှင်လဲရှင်အုတ်ချုပ်မှုတွေကျွန်တော်ထုတ်ပြလို့ရတယ်အမှအဲ့ဒီခေတ်အဲ့ဒီကာလမှာရခိုင်နဲ့ရိုဟင်ဂျာတွေရန်သူလိုနေကြတာမဟုတ်ဘူးနော်လူမျိုးရေးပုတ်တိုင်မှုကတော့ရခိုင်ရှင်းရှင်းလေးရှိတဲ့ပမာရှင်းရှင်းရှိကျွန်တော်တို့ပမာမွတ်စလင်ရှင်းရှင်းလေးရှိတယ်ဒါကတဘာဝဒါပေမဲ့ရခိုင်နဲ့ရိုဟင်ဂျာနဲ့လူမျိုးမုန်းတီးနေကြတာမဟုတ်ဘူးအခုကြမှာဒါဒေါက်တာအေးမောင်တို့ဘာတို့ကအစပြီးမွေးမွေးပြီးတော့မှဒီဘင်္ဂါလီတို့ဘာတို့လှုပ်လာတာအင်္ဂလိပ်သမိုင်းမြန်မာသမိုင်းမှာ1980နဲ့မတိုင်ခင်ကရိုဟင်ဂျာကိုဘင်္ဂါလီလို့မှတ်တမ်းတင်တဲ့အထောက်အထားမှတ်တမ်းတင်ထားတဲ့အထောက်အထားတစ်ခုမှမရှိဘူးနော်မွတ်စလမန်လို့ပြောမယ်နော်ဒါစစ်တကောင်းနီးယားဆိုရင်လည်းစစ်တကောင်းနီးယားဆိုတာရခိုင်ကိုရိုဟင်ဂျာကိုပြောတာမဟုတ်စစ်တကောင်းနီးယားစစ်တကောင်းကနေပြီးတော့ပြန်ပြေးလာတဲ့လူတွေရခိုင်လည်းပါတယ်ရိုဟင်ဂျာလည်းပါတယ်ဒီနေ့အထိရခိုင်တောင်တန်းဒေသစစ်တကောင်းဒေသမှာနေတဲ့ရခိုင်တွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကစစ်တကောင်းနီးယားနေဆိုတော့အတိမပြူဆိုတဲ့တိုင်းသားခွင့်ရေးပေးနေတာစစ်တကောင်းနီးယားခေါ်တိုင်းရိုဟင်ဂျာပြောတယ်မထင်နဲ့နော်ရခိုင်ကိုခေါ်တာနော်ရိုဟင်ဂျာကိုစစ်တကောင်းနီးယားလို့မခေါ်တာရိုဟင်ဂျာကိုဘင်္ဂါလီလို့မသတ်မှတ်တာဘင်္ဂလားဒေ့ရှ်အစိုးရရိုဟင်ဂျာကိုဘင်္ဂါလီလို့သတ်မှတ်ရင်သူ့နိုင်ငံသားဖြစ်မှာပေါ့သူ့နိုင်ငံသားဖြစ်သူဘယ်တော့မှမသတ်မှတ်ဘူးစစ်တကောင်းနီးယားတွေကိုရခိုင်တွေကိုသူ့နိုင်ငံသားဖြစ်သူသတ်မှတ်တယ်ဒါကြောင့်ရိုဟင်ဂျာကိုဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီလို့ဘယ်တော့မှမခေါ်ဘူးရိုဟင်ဂျာပဲခေါ်တယ်စစ်တကောင်းနီးယားတွေကိုဘင်္ဂါလီရိုဟင်ဂျာလို့ခေါ်တယ်ဘင်္ဂါလီစစ်တကောင်းနီးယားရခိုင်ဘင်္ဂါလီရခိုင်လို့ခေါ်တယ်နော်ဘင်္ဂါလီရခိုင်လို့သူတို့သတ်မှတ်တယ်ထားပါတော့ဆိုတော့အားလုံးကပညာတတ်ရှင်အတူတူအလုပ်ဘယ်နိုင်ငံမှာဆိုပြချမ်းတဲ့အလုပ်စူးစမ်းရင်ချမ်းသာတာပေါ့အလုပ်စူးစမ်းတဲ့လူမျိုးကချမ်းသာတာပေါ့ဗျာနော်တော့အခုတရုတ်တွေဆိုကြည့်လိုက်ပြီဗျာတရုတ်တွေလိုပဲရိုဟင်ဂျာတွေကစူးစမ်းအလုပ်စူးစမ်းတွေအတောက်စားလောင်းစားလည်းမရှိတော့ပိုချမ်းသာတာပေါ့ဗျာဒါကခင်ဗျာအနှစ်50 100ရှိလာရင်လူမျိုးတစ်မျိုးကအတောက်စားမရှိဘူးဆိုရင် तू ကစုစည်းမှုပိုများလာတော့ဗောနော်ဥစ္စာပစ္စည်းအလုံးမကြိုးစားအတောက်စားဖက်လောင်းစားဖက်တဲ့လူတွေကဆင်းရတာပေါ့နော်မြန်မာပြည်မှာဥပမာအပြင်မြန်မာပြည်လွတ်လပ်ရေးရခါစားကခင်ဗျားတို့ဒေသအတိုင်းမှာရှိတဲ့ဒီနေ့တရုတ်တထေးတွေကိုကြည့်လိုက်ခင်ဗျားတို့မမီရင်ဘိုးဘေးတွေကိုမေးကြည့်လိုက်ဗမာပြည်လူဝင်လာတဲ့တရုတ်100မှာ90ကဆင်းရဲသားတွေနေကြမရှိဘူးအိမ်ပေါ်ရင်းစားကြမရှိဘူးတဘုံနဲ့ပခုံးနဲ့ထမ်းပြီးတော့ပစ္စည်းရောင်းပြီးတော့သူများအခိုင်းအစီနဲ့လုပ်ပြီးစားတာဒီနေ့တရုတ်100မှာ100လုံးချမ်းသာတယ်သူတို့ရဲ့အပြစ်ကအလုပ်ကြိုးစားလို့ကျွန်တော်တို့ရဲ့အပြစ်ကအလုပ်မကြိုးစားလို့ကဲအဲ့တော့ဆိုတော့ရခိုင်ပြည်ဘက်ကစတတ်လို့ရိုဟင်ဂျာ9000တည်တယ်နောက်ပိုင်းမှာရိုဟင်ဂျာတွေကလက်တော့ပြန်လို့ရခိုင်4000တည်တယ်ဆိုတော့အကြောင်းကိုလေအတိအမြင်ရှိနေဇတ်ဒေသမှာရခိုင်တိုင်းသားများဆိုပြီးဦးမြဆိုင်ထွန်းဘူးတီတောင်ဦးပန်းအောင်ဘူးတီတောင်ဦးရွှေတာဖြူမောင်းတော်ဦးကျော်လှမောင်မောင်းတော်နဲ့ဦးဖြူတာဦးရသေးတောင်ဆိုတဲ့ရခိုင်ကောင်းဆောင်9ဦးတို့က1999ခုဇန်နဝါရီလ10ရက်နေ့နေ့စွဲနဲ့ရခိုင်တဟာရအရင်အသင်းရခိုင်တဟာရအသင်းကိုပေးပို့ထားတဲ့စာထဲမှာလေအတိအလင်းဖော်ပြထားတယ်ဒါရခိုင်ရေးတဲ့ထောက်တာနော်ဆိုတော့ဒီဘုံပေါက်သားကြောင့်ရေးတဲ့ဘုံပေါက်သားကြောင့်ရေးတဲ့ဒေါ်လာရေးခီးဝယ်ဆိုတဲ့စာအုပ်ရဲ့ရခိုင်ကောင်းဆောင်9ဦးရဲ့ပေးစာရဲ့အနှစ်ကိုချုပ်လိုက်ရင်နံပါတ်1ဒီလူမျိုးရေးဒီကင်းကိုမြေပုံမင်းပြကြောက်တော်မြောက်ဦးကရဲရဲဆက်ဆက်ရခိုင်တွေကစတင်ခဲ့တာဖြစ်တယ်သို့တော့ရခိုင်သမိုင်းဆရာတွေကဖြစ်အမှန်ကိုဖုံးကွယ်ပြီးကလားကရခိုင်ကိုစပြီးတန့်ဟန်ဖန်တီးနေသည်ကိုတွေးရပေသည်တဲ့ဒါဦးမြတ်ဆိုင်တို့ရေးထားတဲ့စာနော်နံပါတ်2ခုနဘုံပေါက်တော်ကျွန်တော်မှပါတဲ့ကိစ္စအကြံဖက်ရခိုင်ကောင်းဆောင်တွေကအပြိုင်ဆိုင်ကြွားပြီးကလားတပ်ပြိုင်နေငါတို့ဘယ်နေရာတိုက်ခဲ့ပြီဘယ်နေရာငါတယောက်တည်းတတ်တယ်ဒီလိုပြိုင်နေကြတယ်နော်ဒါမြောက်ပိုင်းမှာဘာမှဖြစ်သေးဘူးဒါတောင်ပိုင်းမှာစတတ်နေတာနော်ရခိုင်နေမှာတဲ့နံပါတ်3ရခိုင်နေမှာရဲတပ်ဖွဲ့နဲ့အင်္ဂလိပ်တပ်ရင်းကကရင်တပ်တွေစီကလက်နက်တွေရထားပြီးကလားတွေမှာဒုတ်ဓာတ်လောက်သာရှိတဲ့အတွက်ကြောင့်ကလားအများပြားသိခဲ့ရကြအောင်ဒါဘုံပေါက်တော်ကျော်ရေးတာနော်ဆက်ပြောမယ်နံပါတ်4အသက်မသေးသူမွတ်စလင်တွေမြောက်ပိုင်းကိုထွက်ပြေးကြတော့နံပါတ်5ဘူးတီတောင်မှာရခိုင်မြောက်များသေရတာလဲလှေဖြင့်ထွက်ပြေးရမှာလူများလုံး၍လှေမောက်ရှင်းကြောင့်သေရခြင်းဖြစ်ကြောင်းအများစုဟာရိုဟင်ဂျာတတ်လို့မဟုတ်ဘူးသူလှေမောက်လို့သိ
ဒီကီယုံကြောင့်နဲ့မြန်မာဘက်ကအိန္ဒိယဘက်ဘင်္ဂလားဒေ့ရှ်မပေါ်သေးဘူးပေါ့နော်ဟိုပါကစ္စတန်တို့ကလည်းမပေါ်သေးဘူးဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသူအိန္ဒိယဘက်ကိုထွက်ပြေးသူရခိုင်တောင်းနဲ့ရိုဟင်ဂျာ6000ရှိစဉ်းစားကြည့်တယ်ဗျာဟုတ်တယ်မခင်ဗျာဟိုအသက်ခံရတဲ့လူတွေကပိုပြေးတာပေါ့ဟုတ်မလားဟိုရိုဟင်ဂျာဘက်ကလည်းလက်တုံ့ပြန်တာရှိတော့ရခိုင်1000ကလည်းပြေးရတာပေါ့နော်အဲ့တော့ဒီမှာရခိုင်1000ပြေးနေတဲ့အချိန်မှာရိုဟင်ဂျာ6000ပြေးနေရတယ်ဆိုတော့ဘသူကကျူးလွန်သူဖြစ်ပြီးဘသူကကျူးလွန်ခံရသူဖြစ်မလဲဆိုတော့ဒါထင်ထင်ရှားရှားကြီးမြင်နေတာပဲเนาะဆိုတော့အခုဒီရိုဟင်ဂျာ6000ကိုနံပါတ်9ရိုဟင်ဂျာ6000ကိုစစ်စစ်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးနုတို့ကပြန်ခေါ်ခဲ့ကြအောင်ရှစ်ရိုဟင်ဂျာ6000ကသူတို့မူရင်းနေရတောင်ပိုင်းကိုပြန်ခွင့်မရလို့ဘူးသီးတောင်မောင်းတော့မှအခြေစိုက်ခဲ့ရတဲ့အတွက်ကြောင့်ဘူးသီးတောင်မောင်းတော့မှရိုဟင်ဂျာများလာခဲ့ရကြောင်းဦးမြစိန်ထွန်းရဲ့ပေးစာထဲမှာလည်းပါကိုရခိုင်တောင်ပိုင်းကရိုဟင်ဂျာတွေရဲ့မူလပိုင်ဆိုင်မှုတွေကိုရခိုင်တွေကသိမ်းယူလိုက်ကြောင်းလယ်မြေတွေအိုးအိမ်စီးစိမ်တွေအကုန်လုံးသိမ်းလိုက်တယ်10ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းဘင်္ဂလားဒေ့ရှ်မှာရခိုင်ပြည်နယ်သို့ခိုးဝင်လာသူ9သိန်းမှလည်းဘင်္ဂါလီလူမျိုးမဟုတ်ပဲရခိုင်လူမျိုးများသာဖြစ်ကြောင်းနဲ့သူတို့တွေကပညာတတ်များကအစိုးရဌာနများတွင်တာဝန်ထမ်းဆောင်နေကြကြောင်းဒါဦးမြစိန်ထွန်းတို့ရေးတာခင်ဗျားတို့ရင်ဘုံမှုကြောင်မောင်တွေ့တော့မလားဒီ1990ရွက်ကောက်ပဲလို့တော့ရခိုင်ကဒီပြည်နယ်ပါတီဥက္ခရာလေဘိုလ်ချုပ်ကြောင်မောင်နော်သူကဒီဒေါက်တာအေးမောင်လိုပဲသူကဝရင်းမေဘင်္ဂါလီပဲเนาะဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဆက်အနွယ်တွေပဲဆိုတော့အဲ့ဒီတော့ကတော့ဦးနုခက်ကတော့ဗိုလ်ချုပ်နေဝင်ခက်ကဥပဒေလေးနည်းနည်းရှိတော့ဒီလူတွေကိုဒါရွေးကောက်ပွဲမှာအမှအဖြစ်ရွေးတဲ့အခါမှာဒါဗမာနိုင်ငံသားမဟုတ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဆိုပြီးတော့ဒီဗိုလ်ချုပ်ကျော်မောင်ကိုဒီအမှလောင်းချင်းပဲကိုဖလက်ပြေဝင်းပြန်ခွင့်တော့မရလိုက်เนาะဆိုတော့ဒါတွေကရခိုင်နေနဲ့လက်ရှိသမိုင်းထောက်ထားတွေကိုကျွန်တော်ပြောနေအဲ့တော့ဒီလိုသမိုင်းဖြစ်ရမှန်တွေကိုမျက်ကွယ်ပြုလို့ပဲဖြစ်ဖြစ်မသိလို့ပဲဖြစ်ပေါ့နော်ရိုဟင်ဂျာတွေကရခိုင်9000ကိုတတ်ဖြစ်တယ်လို့ရိုဟင်ဂျာဟိဒီပြောလိုက်တာတန်ဆိုးတယ်သမိုင်းအမှားတွေနဲ့ရိုဟင်ဂျာမုန်းတီးကိုလှုံ့ဆော်သလိုဖြစ်သွားတဲ့အတွက်ကြောင့်ဒီပေါ်မှာယာဟီလီယာဖြစ်ရှင်းဖို့တာဝန်ရှိတယ်နောက်အခုကျွန်တော်ဒေါက်တာမီမီဝင်းပတ်ရှိကိုပြန်သွားမယ်2019ခုဖေဖော်ဝါရီ28ရက်နေ့တင်ထားသောဒေါက်တာမီမီဝင်းပတ်ရဲ့ Asia Pacific Center for Security Studies လို့ခေါ်တဲ့အာရှပစိဖိတ်လုံခြုံရေးဗဟိုဌာနအစီအစဉ်မှာဒီစစ်အရာရှိတွေပညာရှင်တွေကိုသူခေါ်ပြီးတော့ဒေါက်တာမီမီဝင်းပတ်ကလက်ရှာပေးတဲ့ဗီဒီယိုမှာဗာပြောလဲဆိုတစ်ဗြိတိရှကိုလိုနီခေတ်ကတကောင်စင်းနေတဲ့ရခိုင်ပြည်ရှိမွတ်စလင်အစုအဖွဲ့များအသေးချာမှတ်တမ်းတင်တော့မှတ်တမ်းတင်ခဲ့တော်လေရိုဟင်ဂျာဆိုသောအမည်ဖြင့်မွတ်စလင်များရှိကြောင်းကိုမှတ်တမ်းတင်ခဲ့ခြင်းလုံးဝမတွေ့ရဘူးတော်တော်လေးကိုပညာရှင်မပီတာတာပေါ့နော်ဆိုတော့ဗြိတိရှတကောင်ခေတ်ဗြိတိရှကိုလိုနီခေတ်တကောင်စင်းကိုသူကြည့်ရင်သူတွေ့ရမှာပေါ့နော်ရခိုင်လို့မှတ်တမ်းတင်ထားသလားရိုဟင်ဂျာလို့မှတ်တမ်းတင်ထားသလားမတင်ထားဘူးလားသူတွေ့ရမှာအဲ့မဲ့ तू ကဒီလိုကြီးပေါ့ပညာရှင်ဆိုပြီးတော့ तू ဒီလိုလုပ်လိုက်တယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်က1825ဒီခရစ်ပက်တန်ရဲ့ဒုတိယမဟာဝန်ကြီးဒုတိယမဟာဝန်ရှင်တော်မင်းကြီးရဲ့အစီရင်ခံစာအဲ့ဒီအစီရင်ခံစာဒီနေ့နယူးဒေလီမြို့ရဲ့ကွန်ဂရက်လွှတ်တော်စာကြည့်တိုက်မှာရှိနေတယ်ကျွန်တော်ရှိမှအဲ့ဓာတ်ပုံမိတ်တူရှိအဲ့ဒီထဲမှာဗာရေးထားလဲဆိုတော့ရခိုင်လို့လည်းမရေးထားဘူးရိုဟင်ဂျာလို့လည်းမရေးထားဘူးနော်ရခိုင်နိုင်ငံလို့လည်းမရေးထားဘူးရခိုင်ပြည်လို့လည်းမရေးထားဘူးအာရကာမယ်နော်အဲ့ငကိုတွေကလည်းအာရကာမယ်နော်ဒီမောက်လူမျိုးလို့မှတ်တမ်းတယ်နော်ရခိုင်တို့မောက်လူမျိုးလို့မှတ်တမ်းတယ်ဒီရိုဟင်ဂျာတို့ဘင်္ဂါလီလို့လည်းမှတ်တမ်းမတယ်ရိုဟင်ဂျာတို့မွတ်စလင်တွေလို့မှတ်တမ်းတယ်ဆိုတော့ဒါတွေက तू ပညာရှင်တယောက်နေတယ် तू လေ့လာရင် तू တွေ့ရမှာပေါ့ तू ဘာဖြစ်လို့ tension လဲဆိုတော့ तू ပဲသိမှာပေါ့နော်ဆိုတော့နံပါတ်2က तू ပြောတာကပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်နိုင်ငံတည်ထောင်တဲ့အခါမှာရိုဟင်ဂျာတွေကလည်းဗမာပြည်ထဲမှာမွတ်စလင်နိုင်ငံတည်ထောင်ကြတယ်ဒါကလည်းထင်ရမြင်ရတွေပြောနေတယ်ဖြစ်တယ်ဗျာနော်ဆိုတော့1940မှာပါကစ္စတန်လွတ်လပ်ရေးရတယ်ပေါ့နော်ဘင်္ဂလားဒေ့ရှ်က1987မှာလွတ်လပ်ရေးနိုင်ငံဖြစ်တာပေါ့1940မှာအိန္ဒိယနဲ့
ပါကစ္စတန်တီးခြားလွတ်လပ်ရေးမရခင်မှာရိုဟင်ဂျာတွေကရခိုင်တွေကိုစိတ်မချလို့အရှေ့ပါကစ္စတန်နိုင်ငံနောက်အခုတော့ဘင်္ဂလားဒေ့ရှ်ပေါ့အဲ့ဒီကာလမှာအရှေ့ပါကစ္စတန်ဆိုပြီးတော့ပါကစ္စတန်အနောက်ပါကစ္စတန်အရှေ့ပါကစ္စတန်ဖြစ်မှာဟုတ်အရှေ့ပါကစ္စတန်နိုင်ငံဖြစ်လာမယ့်နိုင်ငံနဲ့ပူးပေါင်းဖို့ဒီရိုဟင်ဂျာတွေစူးစမ်းခဲ့တာရှိနော်တေးကြမွတ်စလင်နိုင်ငံထီထောင်မှုစူးစမ်းတဲ့အထောက်အထားတော့ကျွန်တော်မတွေ့ဆိုတော့ရိုဟင်ဂျာတွေကရခိုင်တွေကိုစိုးရင်လို့လာရောက်ဒီချင်းကတဲ့အကြောင်းကိုဒီအိန္ဒိယကကွန်ဂရက်ပါတီခေါင်းဆောင်မွတ်စလင်ခေါင်းဆောင်မိုဟာမက်အလီဂျန်နာပေါ့သူကပါကစ္စတန်နိုင်ငံဖြစ်တော့ပါကစ္စတန်လွတ်လပ်ရေးဖခင်ဖြစ်သွားတော့ပေါ့နော်မိုဟာမက်အလီဂျန်နာကဒီရိုဟင်ဂျာတွေကသူတို့ရခိုင်တွေကိုကြောက်လို့ငါရှိမှလာပြီးဟိုဒီတိုင်းပြည်ဟိုသူတို့ကျွန်တော်တို့ဒီမြေပုံအစ်ဆွဲတဲ့အခါမှာသူတို့ဒေသကိုသူအရှေ့ပါကစ္စတန်နဲ့ပေါင်းနေတယ်ဆိုပြီးတော့ပြောတယ်သူတို့ဆိုတော့ဘိုးကျောင်းဆန်းအဲ့ဒီကြောင့်ဘိုးကျောင်းဆန်းစိတ်မပူနဲ့ဆိုပြီးတော့မမက်အလီဂျန်နာကိုပြောပြီးတော့သူရခိုင်ပြည်ခီးစဉ်မှာရိုဟင်ဂျာခေါင်းဆောင်တွေနဲ့သူတွေ့တယ်နော်အဲ့ဒီမှာဦးနုလည်းပါတယ်အဲ့ဒီဒေါခင်ကြီးလည်းပါတယ်နောက်ရင်တခြားခေါင်းဆောင်တွေလည်းပါတယ်ပေါ့နော်အဲ့ဒီမှာရိုဟင်ဂျာတွေကိုဒန်းတူရည်သူနိုင်ငံသားတိုင်းသားအဖြစ်အတိမတ်ပြုမှာဖြစ်တဲ့အတွက်ကြောင့်စိတ်မပူဖို့ပေါ့နော်သူတို့ရဲ့အခွင့်အရေးကိုအကာအကွယ်ပေးမယ်ဆိုပြီးတော့ဒီဘိုးကျောင်းဆန်းတာဝန်ယူထားတာရှိဒါကြောင့်လည်းပဲဒီကျွန်တော်တို့လွှတ်တော်တိုင်းပြည်ပြည်သူလွှတ်တော်ကိုဘိုးကျောင်းဆန်းရှိတယ်က1949မှာတိုင်းပြည်ပြည်သူလွှတ်တော်ဖွဲ့တော်ဒီအဲ့ဒီကနေပြီးတော့လွတ်လပ်တဲ့နိုင်ငံတော်ရဲ့မြန်မာနိုင်ငံတော်ရဲ့ပထမဆုံးဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲတဲ့အခါမှာဒီရိုဟင်ဂျာတွေလည်းတက်ရောက်ရေးဆွဲခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီကာလမတိုင်ခင်တုန်းကလည်းဒီဥရဇတ်ကအိန္ဒိယသွားတော့ကလည်းအိန္ဒိယမှာကလည်းဒီလိုပဲမွတ်စလင်နဲ့ဟိန္ဒူနဲ့အမှန်ကမွတ်စလင်နဲ့ဟိန္ဒူနဲ့ပြဿနာဖြစ်တယ်ဆိုမမှန်ဘူးဗျအမှန်မွတ်စလင်နဲ့ဟိန္ဒူနဲ့ကဘာမှပြဿနာမရှိဘူးဆိုတော့ဘာကြောင့်ကျွန်တော်ပြောနိုင်လဲဆိုတော့ဒါမဟာတမဂန္ဒီကိုကြည့်လိုက်တယ်ဗျဒါအိန္ဒိယတနိုင်ငံတော့လေးစားတယ်မဟာတမဂန္ဒီပဲမဟာတမဂန္ဒီနဲ့မွတ်စလင်ကြားမှာပြဿနာမရှိဘူးအခုခုနဝန်ကြီးချုပ်မိုဒီတို့ဘာလို့အခုသူတို့ရဲ့ RSS တို့ဘာလို့ပေါ့ဗျာဝါဟိန္ဒူကောင်ဆယ်တို့ဘာလို့ဒီလူတွေကအဆွံရောက်တဲ့ပါတီတွေပေါ့ဒီအဆွံရောက်တဲ့ပါတီတွေကဒီမွတ်စလင်မုန်တီကိုလောက်တာအဲ့တော့ခါကျတော့ဟိုမွတ်စလင်နဲ့ဟိန္ဒူပြဿနာဖြစ်တယ်လို့ပြောတာအမှန်ကမွတ်စလင်နဲ့ဟိန္ဒူအဆွံရောက်နေဖြစ်တာဟိန္ဒူလူမျိုးတွေနဲ့ဖြစ်တာမဟုတ်ဘူးထားလိုက်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဒီအိန္ဒိယကမွတ်စလင်တွေကသူတို့စိုးရင်တာပေါ့သူတို့လည်းပဲအိန္ဒိယအောက်မှာနေရင်တော့ဟိန္ဒူအစွန်းရောက်တွေရဲ့ဖိနှိပ်မှုငါတို့ခံရမယ်ဆိုတော့သူတို့ခွဲထွက်ဖို့ကြိုးစားတဲ့အချိန်မှာဥရဇတ်ကအိန္ဒိယခီးစဉ်ရောက်တော့ဥရဇတ်ကိုပြောတော့မင်းတို့လည်းမွတ်စလင်နည်းနည်းလေးပဲမင်းတို့တိကျနယ်မြေယူဖို့ကိုညီရှိလားအလိုရှိလားအလိုရှိရင်ငါတို့ကူညီမယ်ပေါ့နော်ဘို့ကြောင့်ဥရဇတ်ကိုပြောဥရဇတ်ကဘာပြောလဲဆိုတော့ငါတို့အစ္စလာမ်ဘာသာဝင်တွေအားတဲ့မြန်မာတွေဖြစ်လို့မြန်မာပြည်မှာပဲမြန်မာတွေနဲ့အတူတေးတူရှင်းမကွာနေကြမှာဖြစ်ပြီးဘယ်တော့မှခွဲထွက်ကြမှာမဟုတ်ဘူးလို့ခပ်ပြတ်သားတုံ့ပြန်ခဲ့တယ်ဆိုတော့တမိုင်းကိုလည်းကျွန်တော်ကြုံလုံးပြောလိုက်ရှင်နော်ဆိုတော့ဒီဟာကဟိုရိုဟင်ဂျာမှမဟုတ်ဘူးဗျာဟိုကျွန်တော်တို့ကရိုဟင်ဂျာကပါကစ္စတန်နဲ့ပေါင်းကျင်နေဆိုကွက်ပြီးပြစ်တယ်လို့မရဘူးဒါကဒီဒုတိယကမ္ဘာစစ်ပြီးတော့နိုင်ငံအသစ်တွေပေါ်တဲ့အခါမှာဒီနိုင်ငံအသစ်တွေမှာလည်းလူမျိုးကြီးတဲ့လူမျိုးငယ်တွေဆိုတော့ခွဲကြတာကိုရှိတော့လူမျိုးငယ်တွေကလည်းငါတို့အင်္ဂလိပ်တွေမရှိဘူးပြင်သစ်တွေမရှိတော့ဘူးဆိုရင်ငါတို့လူမျိုးငယ်တွေကလည်းငါတို့ရှီယာလူမျိုးကြီးတွေရဲ့အုပ်ချုပ်မှုမခံအောင်ငါတို့ဘာငါတို့လွတ်လပ်ရေးယူမယ်ဆိုတာဒါနိုင်ငံသေးတိုင်းမှာဖြစ်နေတာပဲဖြစ်နေတော့ဥပမာဖြင့်ရခိုင်ကအမတ်ဦးလှထွန်းပြုဆိုရင်လည်းသူကအာဖဂန်နစ္စတန်နိုင်ငံတည်ထောင်နေတာအကြတော့အာဖဂန်နစ္စတန်လို့ကြားရင်ဒါမွတ်စလင်တွေကပြောတယ်လို့ထင်တာမဟုတ်ဘူးလားနော်အာဖဂန်နစ္စတန်နိုင်ငံထူထောင်မှုဦးလှထွန်းပြုကစူးစမ်းမှုတယ်ကရင်တွေကလည်းကရင်နစ္စတန်ဖြစ်စဉ်ကရင်နစ္စတန်နိုင်ငံထူထောင်ခြင်းကရင်နီတွေကလည်းသူတို့ရဲ့တမိုင်းဝင်လွတ်လပ်တဲ့နိုင်ငံကို status ကိုပြန်လိုခြင်းတယ်နော်မွန်နီရှန်တွေကလည်းအင်္ဂလိပ်အောက်ကနေဗမာအောက်ကိုမဝင်ကြတော့ဘူးငါတို့ကဟိုထိုင်းဘက်ကမွန်နီရှန်တွေနဲ့ပေါင်းပြီးတော့တိကျနိုင်ငံထူထောင်မယ်ဆိုတာဒါတွေကလူမျိုးတိုင်းရဲ့ vision ပေါ့ aim ပေါ့ဗျာဒါတွေကရိုဟင်ဂျာမှမဟုတ်ဘူးပေါ့ဒါတဘာဝပေါ့နော်ဆိုတော့ဒီနေရာမှာကြုံလုံးပြောချင်တာဒီရခိုင်နဲ့ရိုဟင်ဂျာတွေဟာဟိုခုပြောသလိုခါတီတမိုင်းစင်လာရမုန်းတယ်ဆိုတော့မဟုတ်ဘူးဒါသူတို့လိမ့်နေတာနော်ခုနကကျွန်တော်ပြောလို့ပြိပခမရှိဘူးဆိုတော့မရှိဘူးလူမျိုးတူချင်းလည်းပြိပခရှိတာပဲဒါလွတ်လပ်ရေးရပြီးတော့ဟိုဒီရခိုင်ပြည်နယ်ပေးတဲ့မပေးတဲ့ဒီစုံစမ်းရေးကော်မရှင်ဖွဲ့တော့
Unua Rohingya Mako, Yakai Mako Tebiro, I commission, Puebiro, Yakai Pine and Lantobi, Jana. Jana or Bafi Lesro, Guna Yakai Pitong Manga Tanweru Baru, Guaru Baru, Babio Lesro, don't go to Barua. Angaro, me Yakai Pine being, Aro, Nauta, Yakai, Oshomamaru, Manilu. Menu Yakai Pine Mabene, Pima Dia Osho, together Menu Yakai Pine Pemeso, Naru, Ea Redinetary. Naru Bamarina to Ea Redinamani. That came out the mind of Rari, no, so up Yanai Mapachi, Shini. I damn a Rohingya Babiola, Hangaro, let Tonga Lizanima, Gigi, Townish Vita Bibi, Diludi Oma Romani. Camaro, Yakai Pine Mabevani, Yakai Pine Pemeso, General Lumiazo needed. Budi down, Mount on a day down, may you did that so video. Tija K and Pue, Puebi Boso, I tell also on my taba. Tilu Tonsola. Dariano so a Madani machine. No? So no, Arajan, the Yakai Pilla Rechima, the Argambina Pilla Rechima, no? Yakai Pina Modino, Argambina, Yakai Pina Tongo, Conselima Pilla. Argambina Pilla Rechima. May you did out the Tom Munevo, no? Budi down Mount is a theodon. May you can so we do. Bo so I Ochomata. Daria, the mind piece in it, no? So, Kaya Mimi Wambaga Babioleso. Rohingya Mujahidin so which a kind of Boma sending out just send to Tagridia, Kunidia, to what? Bama a chase them she would take up your need, no? So no, Mujahid ka Tongo leadership Lula Kala and you were Tongo Chosete, Kalama Pola. You gonna do Yakana Rohingya Lumio Brigapsida, Tongo listen in. So no, Chomnil Kwani to Twabi Yobi or Long Tony, no? So no, not Rohingya Mujahid Lura, Sanjana, Suya Sanjana, gonna gain the bone. Bekovo, Kayan Mavekova, Kachan, Shema Kovo, so out done Sanjana. The Rohingya Sura Sanjana. So Daga, the Mujahidin, Rohingya Yakani Boma, Senelo, Gias, Swenere Suraga, to get Pomian Senom, she won, not Toroliu. So the Seguim Chen. So Oremo, the Sibiga Gala, Pamari Biloma, Tabi Pietro Pienia, Lola Yabigaza, Johnson the Bono Baru, Tonga Lisa, she come out insane on Kenny, Kentati, Yala, Rubaro, Tanangaloma, Supuni, Luma Lonjo Mubobia. You can't be them alone, Mubobia, Lumuchin, the family, Shima boy. The man Chelaga, the man Chelaga, no? Naga Dua Babioleso, Mimi Wambaga, climate change, Yadu Pianli Mujan, Pianle Mujan, Yejibi, Yeji Social Mu, the Pilo, Bengali Ria, Yamareo Willa. Can Yakaine, Bangladesh born, of which anti-Besha, Tamaima Bangladesh Bega, Bamabeko, Kuwilla, than my Mishu. Came a Monga Taitai, Obama Taitai, Shanga Taitai. Yakainama, Yakai Shinya, Taitai. Yakaimanga, you were going Bangladesh money, Bangladesh me money, Bangladesh dash you would talk. Bangladesh a yema, ko, you Dilurio, Bangali class of law, my Yanijana. Through the native Bangladesh man, Nibio, Bangladesh mew, Mabo money, Bangladesh sound, Sabio, Bangali do goody so Ganija. No, John County, Yakai, you know, pure. No, the my mamma, she would Bangladesh back up Pamabia, changing Doana. No, it's a chabashi, I could not Lola type where Tongo concerted Kala, Dala Canaga. Through the Nangama Blue, Cameroon, Chanda, Elias and Missy, the Lono Ishi, the Tiao Rishi, Portama Soebu, no, Netamu, Madiamaju, Nemema, Madiamaju, no, Tamedi de Wari, I didn't want in the Miro Cohen. No, so Yeji, Yejiro, Yeji, Sonso, Shilu, Bangali, Myanmar, Reo, Coela, so Daga, Elite, Wonderland, the Mimi Wimba, Wonderland Pietwari, Toro Sequin,
ကဘာပေါ်မှာရေကြီးလို့မြုပ်နေတဲ့နိုင်ငံတွေအများကြီးရှိတယ်နော်မော်လ်ဒိုက်ပါတယ်တရုတ်အိန္ဒိယနယ်သာလန်လည်းပါတယ်နောက်ဆုံးဘန်ကောက်ဂျာကာတာဘင်းနစ်မြို့လည်းပါတယ်ဗျာနော်အဲ့တော့ငါနိုင်ငံရေကြီးလို့ရေမြုပ်မှာဆိုလို့တခြားနိုင်ငံကိုခိုးဝင်နေဆိုတာခင်ဗျဘယ်တော့ဘယ်နေရာမှာဖြစ်ဘူးလဲဘယ်နေရာမှာကြားဘူးလဲအခုမီမီဝမ်ဘပြောမှပဲကျွန်တော်ကြားဘူးတယ်ဘင်္ဂလားဒေ့ရှ်ကရေကြီးလို့မြေကြီးမရှိလို့ခိုးဝင်တယ်တခြားဘာကြောင့်ခိုးဝင်တယ်ပြောကျွန်တော်အဲ့ဒါကနည်းနည်းနားထောင်လို့ရသေးတယ်လीဟုတ်တယ်မငါတို့ရှီယာရေကြီးမှာဆိုလို့ငါတို့မြေကြီးကပျောက်မှာဆိုလို့နိုင်ငံတနိုင်ငံတွေကလူတွေကနိုင်ငံတနိုင်ငံတွေကိုခိုးဝင်နေဆိုတာရှိမှမရှိတာဗျာဒါကြီးကတကယ်ကိုလောက်ကြံတဲ့လီဆယ်တဲ့ရိုဟင်ဂျာမုန်တီး narrative ပေါ့နော်စိတ်ကူးရင်တဲ့ဇာတ်လမ်းကြီးဖြစ်သွားပြီပေါ့နော်နောက်သူဆက်ပြောသွားတာမီမီဝမ်ဘဆက်ပြောသွားတာရခိုင်ပြည်နယ်ကအစင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တယ်တဲ့နိုင်ငံတကာတွေကရိုဟင်ဂျာတွေဆင်းရဲတာတွေပြပြီးရခိုင်တွေဆင်းရဲတာကိုမပြဘူးသူကခလေးတယောက်လို့ပြောနေတာလားအတင်းပြောတဲ့အတော်ကြီးလို့ပြောနေတာလားကျွန်တော်မသိဘူးပေါ့ဗျာသူနေတဲ့အမေရိကန်မှာလည်းဆင်းရဲတဲ့လူချမ်းသာတဲ့လူရှိတာပေါ့နော်ရိုဟင်ဂျာမှာလည်းဆင်းရဲတဲ့လူချမ်းသာတဲ့လူရှိတယ်ရခိုင်မှာလည်းဆင်းရဲတဲ့လူချမ်းသာတဲ့လူရှိတာပဲတော့မလားသို့တော့ရခိုင်ပြည်မှာနေတဲ့အတူတူဥပဒေရဲ့အကာအကွယ်မရှိဘူးအမြဲတမ်းအလူခံအနှိမ်ခံအရိုက်ခံအမောင်းခံအမောင်းထုတ်ခံအသက်ခံရတဲ့ရိုဟင်ဂျာတွေစီးပွားရေးခွင့်လန်းတွေပိတ်ဆို့ပညာရေးပိတ်ခွင့်လန်းတွေပိတ်ဆို့ခံရတဲ့ရိုဟင်ဂျာတွေကပိုပြီးဆင်းရဲတာသူဘာဖြစ်လို့လက်မခံနိုင်ရတာလဲဘာများတဘာဝမကြတာရှိလို့လို့နော်ဆင်းရဲတာချင်းတော့တူတယ်ဟုတ်တယ်ရခိုင်ပြည်ကအဆင်းရဲဆုံးဆိုတော့ရခိုင်ပြည်မှာနေတဲ့ရိုဟင်ဂျာတွေကလည်းအဆင်းရဲဆုံးပြည်နယ်တွေကပြည်နယ်သားတွေပဲလीနော်ဟုတ်တယ်လीဒါပေမဲ့အဲ့ဒီထဲမှာမှဥပဒေရအမျိုးမျိုးကာကွယ်ပေးတယ်လူမှုဖူလုံရေးရှိတယ်ကြောင်းတက်လို့ရတယ်လူခွင့်ရေးရှိတယ်တနည်းသွားလို့ရတယ်စီးပွားရှာလို့ရတယ်တရားနဲ့သူများလူအရိုက်အသက်မခံဘူးရိုဟင်ဂျာတွေကအကုန်လုံးခံနေရတယ်အဲ့တော့ဒီလူတွေကပိုဆင်းရဲတော့သူလက်ဘာဖြစ်လို့သူလက်မခံနိုင်လဲကျွန်တော်နားမလဲနော်ဆိုတော့နောက်တစ်ခါမီမီဝမ်ဘကသူမီမီဝမ်ဘကတော်တော်လေးမောဟလွှမ်းမိုးပုံသူစိတ်ထဲမှာသူမျိုးချစ်တယ်ဆိုတာကငါဘက်လိုက်ရမယ်ဆိုတာကိုသူမျိုးချစ်တယ်လို့သဘောပေါက်ပုံရတယ်ပေါ့နော်သူတမိုင်းရေးတာမျိုးချစ်တဲ့တမိုင်းရေးမယ်တမိုင်းဆရာလားပါလားတော့ကျွန်တော်မသိဘူးပေါ့နော်နောက်သူကဘာပြောသွားလဲဆိုတော့ရိုဟင်ဂျာဆိုတော့အမည်မှာတဲ့ငကိုမူလအားဖြင့်တဲ့ရခိုင်လူမျိုးအာရဗစ်ဘာသာအားဖြင့်ရခိုင်သားလို့ခေါ်ခြင်းဖြစ်တယ်တကယ်ကိုပေါက်ခဲ့ရပဲဗျာနှစ်ချက်ပြောမယ်ဗျာရှေးသမိုင်းမှာရခိုင်မရှိဘူးရိုဟင်ဂျာလည်းမရှိဘူးရခိုင်ကိုမောက်လို့ခေါ်တယ်မြောက်ဦးရောက်တဲ့ပေါ်တူဂီဘုန်းကြီးမင်နရစ်ကရခိုင်တွေကိုမောက်လူမျိုးမောက်ပြင်မောက်နိုင်ငံရိုဟင်ဂျာတွေကိုမွတ်စလင်တွေမကိုတွေလို့မှတ်တမ်းတင်တာလေအဲ့တော့ရခိုင်နိုင်ငံမရှိဘူးအာရကန်မရှိတယ်အာရကန်ဆိုတာဖာစီဘာသာစကားတောက်တိုင်လို့ခေါ်တယ်နော်ဆိုတော့ဒေါ်မီမီဝမပြောတဲ့ရိုဟင်ဂျာဆိုတာကိုအဲ့ဒီခုနတမိုင်းပညာရှင်ဒေါက်တာဖရန်စစ်ဘူရှာနန်တို့ဘာလို့ဒီ1900ကျော်ကမှတ်တမ်းတင်တဲ့အခါတိုင်းမှာရိုဟင်ဂျာနဲ့ပတ်သက်လို့နိုင်ငံသားမှတ်တမ်းတင်တဲ့အခါတိုင်းမှာတစ်ချက်ပါပြောသွားလဲဆိုတော့ရိုဟင်ဂျာ plus ဒီလူတွေအားတဲ့ဘာသာရေးလေးစားတဲ့မွတ်စလင်တွေဖြစ်တယ်ငါဖတ်ကြည့်ရိုဟင်ဂျာဆိုတဲ့စကားလုံးတွဲရင်ငါတို့ရခိုင်တွေကိုပါပြောတာပါဆိုရင်ခင်ဗျားတို့ဖြေဖို့လိုတယ်ဒေါ်မီဝမ်ဘဖြေဖို့လိုတယ်နော်ရခိုင်တွေကတစ်ချိန်တော့ဗုဒ္ဓဘာသာမွတ်စလင်အစ္စလာမ်ဘာသာဝင်ဖြစ်ခဲ့သလားနော်ဒေါက်တာအေဂျန်ပထမရိုဟင်ဂျာမရှိဘူးရိုဟင်ဂျာရှိတယ်ဘယ်လိုပြောလဲရိုဟင်ဂျာရှိတဲ့လူငါရှိလာခဲ့ငါနဲ့ရှင်းမယ်ဆိုပြီးတော့អော်နေတာလွန်ခဲ့တဲ့အနှစ်20လောက်က10နှစ်လောက်က10နှစ်လောက်អော်ခဲ့တယ်နောက်ပိုင်းကျတော့သူဘာပြောလဲသူအထောက်ထားတွေပေါ်လာတော့သူဘာပြောလဲရိုဟင်ဂျာရှိတယ်တဲ့အဲရိုဟင်ဂျာငါတို့ကိုခေါ်တာဒါဆိုရင်လည်းရိုဟင်ဂျာတွေကအရင်တော့ရခိုင်တွေကမွတ်စလင်ဖြစ်ခဲ့လားဆိုတော့တော်အေဂျန်လည်းပါစပိတ်သွားတယ်နော်ဒေါ်မီမီဝမ်ဘကအဲ့ဒီသမိုင်းကိုသူမသိဘူးနဲ့တူတယ်နော်ဆိုတော့နောက်တစ်ခါဒေါ်မီမီဝမ်ဘကပြောသွားတာကဂျီနိုဆိုက်လို့ပြောတာကတဲ့ပြဿနာကိုဖြေရှင်းတာမဟုတ်ဘူးတဲ့မပြောသင့်ဘူးသူနေတဲ့အမေရိကန်ပါဝင်ကုလသမဂ္ဂနဲ့ကမ္ဘာတနိုင်ငံလုံးကဂျီနိုဆိုက်လို့ပြောနေပါရဲ့နဲ့သူကဂျီနိုဆိုက်မဟုတ်ဘူးမပြောသင့်ဘူးဆိုတာဒါသူ့ပြဿနာပဲဒါကျွန်တော်တို့ပြဿနာမဟုတ်ဘူးနော်နောက်ကသူဆက်ပြောသွားတယ်ဟိုရခိုင်ရတဲ့ထိုကျူးကျော်ဘင်္ဂါလီအုပ်စုကြီးရဲ့ဒေသခံရခိုင်များဂျီဟတ်ဆင်နွဲရဲ့အကြီးကျယ်တပ်ဖြတ်ခဲ့တဲ့အတွက်ရခိုင်များက၎င်းတို့အားခွင့်မလွတ်ငါတို့အသက်ခံနေရတော့ဘယ်သူမှလာမပြောဘူးဆိုတဲ့အမြင်ကရခိုင်များတွင်ရှိနေတယ်ဒါလည်းကျွန်တော်စောစောကရ
ရဟီးလေးကိုရှင်းတဲ့ထဲမှာပါပြီးပြီနော်ခင်ဗျားအဲ့တော့ပြန်နားထောင်ရင်သူပြောတဲ့စကားတွေကဟိုစိတ်ကူးရင်အိမ်မက်ထဲစကားတွေဖြစ်မယ်ဆိုတော့ခင်ဗျားတို့တွေးကြတယ်နောက်သူနောက်တော့မဟုတ်မမှန်လောက်ကြံပြောတဲ့ချက်တွေ3-4ချက်လည်းရှိတယ်ဗျာသူပြောနေပုံကတမိုင်းချက်လက်တွေကသူလိုချင်တာကိုကောက်ယူမယ်မလိုချင်တာကိုခြံထားမယ်ဖြစ်နေတော့ကျွန်တော်ကဘက်ကစန်စင်ယာကြပွေးမလိုက်နိုင်အောင်ဖြစ်နေဥပမာဖြင့်ရိုဟင်ဂျာတွေရတဲ့1892ကလေးကနေခဲ့တဲ့အင်္ဂလိပ်စင်းတောင်အင်္ဂလိပ်တကောင်စင်းကိုသူပြတယ်သို့တော့1825ထဲကရိုဟင်ဂျာတွေကိုမွတ်စလင်ဆိုပြီးမှတ်တမ်းတင်ထားတဲ့အင်္ဂလိပ်တကောင်စင်းကိုသူမသိဘူးနော်သူ1892ကိုသူပြတယ်1825ကိုသူမသိဘူးဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကဘရက်ဆဲလ်ကသတင်းစာရှင်းလင်းပွဲမှာဒီလူတွေကတက္ကရာ1900တွေကဒီမြေကြီးမှာနေနေတဲ့လူတွေပါလို့ပြောထားတာဒေါ်မီမီဝင်းပါမသိဘူး1430မှာမွတ်စလင်တွေကသူတို့သွေးရွှေနဲ့တွန်းပြီးတော့မြောက်ဦးထီးနှောင်းကိုတင်ပေးပြီးတော့မင်းစောမုံဘယင်တင်ပေးခဲ့တာကိုလည်းဒေါ်မီမီဝင်းပါမသိဘူးဆိုတော့တို့မြေတို့ပဲဖြစ်စေမြေတို့ပဲဖြစ်စေကျွန်တော်ဒေါက်တာရန်ဟီးနေနဲ့ဒေါက်တာမီမီဝင်းပတ်တို့ကိုကျွန်တော်လေးစားတယ်ဒါပေမဲ့သူတို့ပြောကြားချက်တွေဟာရိုဟင်ဂျာတွေအတွက်ကဟို irreparable ပဲပေါ့နော်ပြန်ပြီးတော့ပြင်လို့မရအောင်မှားနေတဲ့ထိကြိုက်အောင်တက်ရောက်မှုတွေရှိနေတဲ့အတွက်ကြောင့်ဒီဟာတွေကိုမိမိမောက်မိမိအမှန်ပြင်ပြီးတော့တောင်းမှလိုက်စေခြင်းနဲ့แต่မတောင်းမှမှုဆိုရင်တော့သူတို့မှာရိုဟင်ဂျာအကျွေးပေါ့နော်ရိုဟင်ဂျာသမိုင်းအကျွေးတင်သွားမှာဖြစ်တယ်။နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။